ဇိုင်းဇလန်ဇန်နဝါရီဖေဖော်ဝါရီလငါတငယ်ချင်းဖင်ငါဖင်မှာဒါလာတကယ်လောကကအရေးကြီးဆုံးအပိုင်းလားအကောင်းဆုံးအချိန်တွေတဲကအကောင်းဆုံးအချိန်တွေတဲကအကောင်းဆုံးအချိန်လားဈေးဝယ်ခြင်းတောင်းလဲရောက်ဖို့လိုအပ်လားဆိုတာတေချာလားအရေးကြီးဆုံးက Justice League Baseball Basketball ဖက်နက်ကဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေအတွက်ကိုဖက်နက်နောက်တစ်ဆင့်ကိုရောက်ဖို့ဒါကြောင့်အခုခမားမှာဒီအချက်လက်တွေမှာမပါတဲ့သူ